အားလုံးပဲမင်္ဂလာပါ Go Academy ရဲ့ founder ချန်ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ company အနေနဲ့ချိတ်ဆက်ထားတဲ့ဂျပန်နိုင်ငံရဲ့ language school တွေအများကြီးထဲမှာအခုလက်တလုံးမှာ recommend အပေးဆုံးနဲ့အကောင်းဆုံးလို့ယူဆရတဲ့အကြောင်းတစ်ချောင်းအကြောင်းကိုဒီဗီဒီယိုထဲမှာပြောပြပေးချင်ပါတယ်ဆိုတော့ဒီ2026ခုနှစ်အောက်တိုဘာ intake အတွက် COE စိတ်ချရပြီးတော့မှတကယ်ကို supporting ပေးနိုင်တဲ့အကြောင်းမျိုးရှာနေတဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးစီချင်ပါတယ်အိုဆာကာမြို့မှာရှိတဲ့ကျောင်းဖြစ်ပါတယ်တကယ်ကိုနှစ်သက်တမ်းတစ်ခုရှိပြီဖြစ်တဲ့အတွေ့အကြုံကောင်းကောင်းရှိတဲ့ကျောင်းဖြစ်ပါတယ်ဘလောက်ပဲကောင်းတဲ့ကျောင်းဖြစ်ဖြစ်အရေးကြီးဆုံးကတော့ဒါ COE ပဲအားလုံးဒီလည်းစိတ်ပူကြတယ်ဆိုတော့ဒီအခုကျွန်တော်ပြောတဲ့ကျောင်းဒီ class 1ကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ COE ဒီအမြဲတမ်း100%ကောင်းတဲ့ကျောင်းဖြစ်ပါတယ်ဆိုတော့ဒီကျောင်းမှာပြီးခဲ့တဲ့ intake ကကျွန်တော်တို့ agency ကပို့ပေးလိုက်တဲ့ကျောင်းသူတွေဆိုရင်လည်းအရန်ကိုအကုန်လုံးပေါ့နော်COE အောင်ကြတယ်ကျောင်းကိုရောက်သွားပြီးသွားတဲ့နောက်ပိုင်းမှာသူတို့စီကပြန်ပြီးတော့ကြားရတဲ့ feedback တွေကအရန်ကိုကောင်းတဲ့အတွက်ကြောင့်မလို့အခုဒါဒီဗီဒီယိုထဲမှာကျွန်တော်အသေးစိတ်ပြောပြပေးနိုင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ number 1ကCOE စိတ်ချရတယ်ဆိုတဲ့တစ်ချက်ပေါ့နော် number 2ကကျတော့ကျောင်းရဲ့ supporting ကအရန်ကိုကောင်းတယ်ပေါ့နော်ဥပမာပြောပြရမယ်ဆိုရင်ဒီပြီးခဲ့တဲ့ intake ကရောက်လာတဲ့ညီမလေး2ယောက်ရှိတယ်ဆိုတော့ကျောင်းကသူတို့သွားကြိုတာအစားအကုန်လုံးအစားအဆုံးလုပ်ပေးတယ်အိမ်နေပါတွေကအစားအကုန်လုံးသူတို့စီစဉ်ပေးတယ်ပေါ့နော်စီစဉ်ပေးတာမှာဘယ်လောက်ထိစီစဉ်ပေးလဲဆိုရင်အိမ်မှာရှိတဲ့အိမ်သာသုံးစက်ကူကအစားပကံစီရဲ့အိုတိုက်ဘက်ကအစားအကုန်လုံးဒီအခန်းထဲမှာ ready လုပ်ထားပေးတယ်ဆိုတဲ့ဒီကိုကျောင်းဘက်ကနေပြီးတော့ကျောင်းသားတွေအတွက်အသေးစိတ်စဉ်းစားပြီးတော့ပြင်ဆင်ထားပေးတယ်ပေါ့နော်အဲ့တော့များသောအားဖြင့်ကျောင်းသားတွေကဒုက္ခရောက်ကြတာကရောက်ချင်းမှာဒီနေတာထိုင်တာနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာအဆင်ပြေတာစသဖြင့်ဒုက္ခရောက်ကြတယ်ပေါ့နော်အဓိကအိမ်ကိစ္စပေါ့နော်အဲ့တော့ဒီကိစ္စအတွက်ဆိုရင်ကျောင်းဘက်ကလုံးဝကို support တွေအပြည့်ပေးတဲ့အတွက်ကျွန်တော်တို့အနေနဲ့အရန်ကိုသဘောကျရတဲ့အချက်တစ်ခုဖြစ်တယ်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒီကျောင်းသားတွေကရောက်ခါစားတော်တော်များများမှာအဆင်မပြေတာဒုက္ခရောက်တာဗာလဲဆိုတော့ဒီရက်ွက်ရုံသွားတဲ့ကိစ္စတို့ဘန်စာအုပ်လုပ်တဲ့ကိစ္စတို့ဖုန်းတို့စသဖြင့်ပေါ့နော်ဒီဂျပန်မှာကိုယ်ကကျောင်းသားဘဝကိုအစပြုလုပ်မယ်ဆိုတဲ့အခါမှာလုံးဝတဲ့လိုအပ်ချက်တွေအများကြီးရှိတယ်အဆင့်တစ်ခုပြီးတစ်ခုပေါ့နော်လုံးဝတဲ့ကိုကဂျပန်စကားလေးတည်တည်ချာချာနားမလည်သေးဘူးဆိုတဲ့အချိန်မှာဂျပန်နိုင်ငံရဲ့ system တွေကိုနားမလည်သေးတဲ့အချိန်မှာရရောက်ချင်တာတွေအကုန်လုံးလုပ်ဖို့အနေနဲ့ခက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေအတွက်ကိုအခုကျွန်တော်ပြောနေတဲ့အကြောင်းဆိုရင်တော့သူတို့အကုန်လုံးကိုတည်တည်ချာချာလိုက်လုပ်ပေးတယ်ကိုကိုတိုင်းအောင်ရက်ွက်ရုံသွားကြမလို့အကြောင်းဘက်ကနေပြီးတော့မှဇာယူကတ်ရဲ့ passport ရဲ့ UBV ဆိုတာနဲ့တခါတည်းသူတို့အဲ့မှာရက်ွက်ရုံမှာလုပ်ဆရာရှိတာအကုန်ပြီးလုပ်ပေးတယ်ပေါ့နော်ပြီးတော့ဖုန်းကအစနောက်ပိုင်းဘန်စာကိုဖွင့်တာကိုကူညီပေးတာအစအကုန်လုံးလုပ်ပေးတယ်ပေါ့နော်ဆိုတော့ဒါအခုလက်ရှိကျွန်တော်နဲ့ချိတ်ဆက်ထားတဲ့အကြောင်းတွေထဲမှာဆိုအဲ့လောက်ထိလုပ်ပေးရဆိုတဲ့အကြောင်းကမရှိတလောက်ပဲတော်တော်များများကိုမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီတိုကျိုဘက်ကကြောင်းနေဆိုရင်လည်းလုပ်တယ်ဆိုရင်ကျွန်တော်တို့ agency ဘက်ကနေလိုက်ကူညီပေးတယ်လိုက်လုပ်ပေးတယ်ဆိုတဲ့ဟာတွေပဲရှိတာလေနော်ကျောင်းဘက်ကနေပြီးတော့တွတ်ကြိုပေးတယ်ဒါတွေအကုန်လုံးလုပ်ပေးတယ်စီစဉ်ပေးတယ်ဆိုတာတော်တော်လေးကိုမရှိပါဘူးဆိုတော့အဲ့ဒါတစ်ချက်ကတော်တော်လေးကောင်းတယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီကျောင်းကအဓိကကျောင်းဆက်တက်မယ်ဆိုတဲ့သူတွေပဲတက်လို့ရတဲ့ကျောင်းဖြစ်တယ်အလုံးဆက်လုပ်ချင်တယ်ဆိုတဲ့သူတွေပါတယ်ဒီကျောင်းကိုရှောက်လို့မရဘူးကိုကဒီ language school မှာအခုဒီ10လပိုင်း intake ဆိုရင်တစ်နှစ်ခွဲပေါ့နော်တစ်နှစ်ခွဲတည်တည်ချာချာတက်ပြီးသွားတဲ့နောက်မှာတက္ကသိုလ်ဒါမှမဟုတ်ရင် college ကိုတည်တည်ချာချာကိုကျောင်းဆက်တက်ပါမယ်လုံးဝတက်မယ်ဆိုတဲ့သူတွေပဲဒီကျောင်းကိုရှောက်လို့ရမှာဖြစ်ပါတယ်ကျောင်းသားကိုကျောင်းမဲဆက်တက်စီချင်တာဖြစ်တဲ့အတွက်ကျောင်းဆက်တက်ဖို့အတွက်လိုအပ်တဲ့ supporting တွေအကုန်လုံးကိုတကယ်တာဝန်ခံထားပြီးတော့တည်တည်ချာချာလိုက်လုပ်ပေးတဲ့ကျောင်းမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ပေါ့နော်ကျွန်တော်တို့ agency အနေနဲ့သဘောကျရတဲ့အချက်ကဘာလဲဆိုတော့တခြားကျောင်းတွေဆိုရင် interview လွယ်တဲ့ကျောင်းတွေလည်းရှိတယ်ပုံမှန် interview မှာကျောင်းသားနဲ့စကားပြောလိုက်တယ်စကားပြောပြီးတော့ကျောင်းသားဖြေတဲ့အဖြေကိုပဲနားထောင်ပြီးတော့မှ okay interview အောင်တယ်မအောင်ဘူးပေါ့နော်ဂျပန်စာတွေဘာတွေကြည့်ပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကကြတော့အဲ့လိုမဟုတ်ဘူးinterview ဖြေတယ်ဆိုတဲ့အချိန်ကနေကိုယ့်ရဲ့မိဘနဲ့ပါတခါတည်းစကားပြောတယ်။တို့ပေမဲ့စကားပြောလို့မိဘကိုစစ်မေးတယ်ဆိုတာထက်ကိုသူတို့ကြောင်းအကြောင်းသူတို့ဘယ်လိုမျိုး supporting လုပ်ပေးမလဲသူတို့ကဒီကျောင်းသားကိုဂျပန်ရောက်ပြီးသွားတဲ့နောက်မှာဘယ်လိုစောင့်ရှောက်ပေးမလဲဆိုတဲ့ဟာမျိုးအဓိကပြောတာပေါ့နော်။ဆိုတော့သူတို့ကဒီလိုပြောရတဲ့ရည်ရွယ်ချက်ဒီသူတို့ကျောင်းအနေနဲ့ကျောင်းရဲ့ကျောင်းသားအနေနဲ့ဂျပန်လာတဲ့အခါမှာမိဘတွေအနေနဲ့လုံးဝစိတ်ချစေချင်တဲ့ဆိုတဲ့ဟာမျိုးကို interview မှာတခါတည်းပြောတယ်။ဆိုတော့ဒီကျောင်းကို interview ဖြေမယ်ဆိုရင်
ကျောင်းသားတင်မကဒီsponsor ပေါ့နော်မိဘပါအတူတူဝင်ပြီးတော့မှဆွေးနွေးရတယ်ပြောဆိုရတယ်ဆိုတဲ့အပိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကိုသားသမီးဂျပန်မှာကျောင်းတက်မယ်တော်တော်လေးကိုစိတ်ပူတယ်စိတ်မချဘူးဆိုတဲ့မိဘတွေအနေနဲ့ဆိုရင်တော့ဒီကျောင်းမျိုးကိုရွေးတယ်ဆိုရင်ကိုယ်တိုင်နဲ့လည်းတိုက်ရိုက်ကျောင်းဆရာမနဲ့စကားပြောလို့ရမယ်စိတ်ချလို့ရတယ်ကျောင်းမျိုးဖြစ်တဲ့အတွက်ဒါကျွန်တော်တို့အနေနဲ့အရန်ကိုသဘောကျတဲ့အချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့သဘောကျတယ်ပြောရမလားမကျဘူးပြောရမလားပေါ့နော်ဒီကျောင်းအရန်အသေးစိတ်တယ်စာရွက်စာတမ်းလုပ်တဲ့နေရာမှာအမြဲတမ်း COE 100ရာခိုင်နှုန်းအောင်နေဆိုတဲ့အတိုင်းပဲကျွန်တော်တို့ agency အနေနဲ့ပြင်ပေးရတာဒီတော်တော်လေးကိုလက်ပေါက်ကတ်တဲ့ကြောင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့တစ်ခုလုပ်ပေးလိုက်တဲ့မဟုတ်ဘူးဒီလိုပုံစံမျိုးလိုချင်တယ်ခဏနေကြရင်ဘာသာပြန်တာဒီလိုလေးပြင်ပေးပါဆိုတာမျိုးပေါ့နော်ဘာသာပြန်အစားတစ်လုံးမကျန်သူတို့ကအကုန်လုံးစစ်ပြီးတော့မှလုပ်တဲ့ကြောင်းမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ COE အမြဲတမ်း100ရာခိုင်နှုန်းဆိုတဲ့ဂုဏ်ပုတ်ကိုသူတို့ရရှိထားတဲ့ကြောင်းဖြစ်တယ်ပေါ့ဆိုတော့ဘယ်လိုမျိုးမှဒီကြောင်းကိုရှောက်လို့ရမလဲဆိုတာလေးဆက်ပြီးတော့ပြချင်ပါတယ်နံပါတ်1ကတော့သူတို့ကမိန်းကလေးပဲလက်ခံပါတယ်ယောက်ျားလေးလက်မခံပါဘူးတက်23နှစ်အောက်ဖြစ်ဖို့လိုပါတယ်တကယ်လို့ကိုကထားပါတော့23မပြည့်သေးဘူးဒါမှမဟုတ်ရင်23ကျော်ပြီးတော့24မပြည့်သေးဘူးဆိုတဲ့သူတွေလောက်အထီးလျှောက်လို့ရတယ်ပေါ့နော်ဥပမာ24တော့ပြည့်သွားပြီးအသက်ကဂီရီနည်းနည်းလေးတော့ကျော်နေတယ်ဆိုတဲ့သူဆိုရင်လည်းတခြားအချက်တွေပြည့်စုံနေဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကျောင်းဘက်ကိုrequest လုပ်ပေးမယ်ဆိုတာတစ်ချက်ရှိပါတယ်ပေါ့နော်တကယ်လို့ဘွဲရထားတဲ့သူဆိုရင်လည်းပဲဘွဲရပြီးတော့9နှစ်အတွင်းဖြစ်ရမယ်10တန်းအောင်ထားတဲ့သူဆိုရင်လည်း10တန်းအောင်ပြီးတော့မှ9နှစ်အတွင်းဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတာတစ်ချက်ဘွဲရထားတဲ့သူဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်နောက်တစ်ခု10တန်းအမှတ်ကိုလည်းပဲကြည့်ပါတယ်ဆိုတော့10တန်းအမှတ်ကိုကျွန်တော်တို့ဒီပြန်မြပေါ့နော်ယူပြီးတော့ GPA တွက်ကြည့်လိုက်လို့ 3.5 ထက်အောက်ရောက်နေတယ်ဆိုရင်တော့ဒါဒီနည်းနည်းလေးခက်နိုင်တယ်ပေါ့နောက်တစ်ခုကဂျပန်စာ N5 level နဲ့အထက်ရှိရမယ် N5 အောင်ထားရဲဆိုရင်တော့အကောင်းဆုံးပဲသူကလက်မှတ်ရှိရမယ်လို့ပြောထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ N5 ကတော့ N5 N4 ကတော့တင်ထားပြီးသွားပြီစာမေးပွဲမဖြေရသေးဘူးဆိုတဲ့သူတွေလည်းဒီအကြောင်းကိုရှောက်လို့ရပါတယ်ဆိုတော့ဒီအကြောင်းကိုရှောက်ချင်နေဆိုရင်တော့ကျွန်တော်တို့ဒီတစ်ပတ်နဲ့ရှေ့တစ်ပတ်ထဲမှာနောက်ဆုံးထားပြီးတော့မှဆွေးနွေးပြီးတော့တင့်တော်တယ်ဆိုရင်အကြောင်းဘက်ကို recommend လုပ်ပြီးတော့မှအကြောင်းလျှောက်ပေးလို့ရနိုင်ပါတယ်ဆိုတော့ဒီ2026ဆယ်လပိုင်း intake ဆိုတာအခုတခြားအကြောင်းတွေဆိုရင်ကျွန်တော်တို့ကဒီဗီဇာစာရွက်တွေတော့အကုန်လုံးလုပ်ပြီးတော့မှတင်ပြီးသွားတဲ့အခြေအနေဖြစ်နေပါပြီ2026မှာသွားချင်နေဆိုတဲ့သူတွေအတွက်နောက်ဆုံးအခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားတယ်ဆိုရင်တော့ page messenger ကနေပြီးတော့မေးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရုံးမှာရှိတဲ့ senior consultant နဲ့ဓာတ်ရိုက်ဖုန်းနဲ့ပဲဖြစ်စေဒါမှမဟုတ် Zoom နဲ့ပဲဖြစ်စေရုံးကိုလူကိုယ်တိုင်လာပြီးတော့ပဲဖြစ်စေဆက်သွယ်လို့ရပါတယ်အားလုံးဆက်သွယ်လာတာတွေကိုစောင့်နေပါမယ်ဒီ2026အောက်တိုဘာ intake မှာမဟုတ်ဘူးပေါ့နော်နောက်ရှင်းနှစ်ဒီ2029 April intake အတွက်လည်းကျွန်တော်တို့ကျောင်းသားတွေစပြီးတော့လက်ခံနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ language school နဲ့ပတ်သက်လို့သိချင်တာစိတ်ပူတာဆွေးနွေးချင်တာရှိရင်ဘာမဆိုပေါ့ပပနဲ့ Go Academy မှာလာပြီးတော့မှဆွေးနွေးလို့ရတယ်ဆိုတာလေးကိုဒီဗီဒီယိုကနေပြီးတော့စကားလက်ဆောင်ပါလိုက်ပါတယ်ရှင်အားလုံးပဲလိုရပန်းနိုင်အရောက်လန်းနိုင်ကြပါစေစတာ